တနေ့ကျတော့ Spider-Man ဟာအိမ်ပြန်နေပါတယ်။အဲ့ချိန်မှာလူတွေကသူ့ကိုမင်းပြီးអော်ပါတယ်။ဒါကဘန်ဒက်များတိုက်ပြီးပြေးသွားတဲ့သူပဲ။ထို့နောက်လူတွေက Spider-Man ကိုတောက်တင်နဲ့ပြုတ်ပေါက်ပါတယ်။ Spider-Man ကလည်းတန်ရရပြီးပြေးပါတယ်။ပြီးတော့အိမ်ရောက်သွားပါတယ်။အိမ်ရောက်တော့ TV ဖွင့်ပါတယ်။ TV မှာတခိုးနေရာကိုတွေ့နေရပါတယ်။ထို့နောက် Spider-Man ဟာအလွန်စိတ်တူသွားပါတယ်။ပြီးတော့ဒူလက်ထေကိုသွားပါတယ်။ကွန်ပျူတာမှာတခြားတစ်ယောက်ကဒါကိုပြုလုပ်နေတာကိုသိသွားပါတယ်။ Spider-Man ကအကုန်နားမလည်သွားပါတယ်။ပြီးတော့ Spider-Man ဟာနိဗ္ဗာန်ညမတာစူးစမ်းပြီးဝတ်စုံတစ်ခုပြုလုပ်ပါတယ်။အချိန်နဲ့ငယ်ကြတော့လှပတဲ့ဝတ်စုံတစ်ခုအစင်သင်ဖြစ်သွားပါသည်။ရုပ်တည်လက် TV မှာ Robot Spider ဟာမြို့ကိုဖျက်ဆီးနေတယ်ဆိုပြီးပြောပါတယ်။ Spider-Man ကလည်းသူပြုလုပ်ထားတဲ့ဝတ်စုံကိုဝတ်လိုက်ပါတယ်။ထို့နောက်ပြန်တန်းသွားပါတယ်။နှစ်ယောက်စလုံးဟာအာအင်အပြည့်နဲ့တိုက်ခိုက်ကြပါတယ်။ Robot ဟာလေဖော်မြုပ်လိုက်ပါတယ်။ကားနဲ့လည်းပြစ်ပေါက်ပါတယ်။ Spider-Man ဟာတန်ရာရသွားပါတယ်။ပြီးတော့မြေပြင်ပေါ်လဲသွားပြီးပြိုတယ်။ငါ့ကိုကဲတင်ခြင်းရ like and follow လုပ်ပေးလို့ပြော